ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမင်္ဂလာရှိရမနေ့ခင်လေးပါပဲအဒီစင်အမာလေးကစိုးရသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရုံကြီးနဲ့လာပြီးတဲ့ချစ်ကိုကြီးကိုကျွန်တော်တို့နည်းနည်းလေးမေးကြည့်လိုက်အောင်ဗျာကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကျွန်တော်ဆိုင်ကိုဘယ်ကနေပြီးလာပြီးရလဲမသိဘူးတို့လည်းညနေမရက်ပြရထားတာကျွန်တော်ကလည်းဝေးရဲပေါ့ကျွန်တော်ဆိုင်ကိုဘယ်လိုကနေတွေ့ပြီးလာပြီးရလဲမသိဘူးဒီတော့ line ပေါ်ကနေတွေ့လာခဲ့တာ line ပေါ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုကျွန်တော်ပေါ့နော်ဒီဘင်းလေးကိုဒီဘင်းလေးကိုဘယ်လိုကြိုက်ပြီးတော့အားပေးကြတာလဲမသိဘူးဗျ25မှာထွက်နေတော့ပုံစံလည်းဒီဇိုင်းကလည်းထူးလို့လေဟုတ်ကဲ့ပါဒီမှာလည်းကျွန်တော်ဒီမှာ promotion လေးရှိရတဲ့အတွက်ကိုအနေနဲ့ရင်ခုန်နေလားမသိဘူးဗျာငွေသားကန်ဆယ်မဲ့တွေပေါက်လို့ပေါ့နော်ဟုတ်ရင်ခုန်ပါတော့အဲ့ဒါကျွန်တော်တို့ကန်ဆယ်မဲ့လေးလဲလိုက်အောင်ကဲကျွန်တော်ကန်ဆယ်မဲ့လေးစပြီးလဲရမှာဖြစ်ပါတယ်ငွေသားစီရပေါက်လားအင်ဂျင်ဝိုင်ပေါက်လားအင်ဂျင်ပေါက်လားဆိုတာရင်ခုန်ပါနဲ့ကြည့်လိုက်အောင်ဗျာကဲကိုကျမလာအင်ကြီးပေါက်လာတယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီလိုကျွန်တော်ခုဝတ်ထားတဲ့ပိုလိုရှယ်အင်ကြီးလေးကန်ပြီးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အင်ကြီးလေးစီးချလိုက်အောင်ခင်ဗျာကိုကျမအင်ကြီးလေးလက်ခံပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ဆိုင်အခုလိုကြည်မဲ့လာပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ service ကိုကိုအနေနဲ့စိတ်တန်းကြောင်းရှိလားခင်ဗျာတန်းကြောင်းရှိပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကို